မင်္ဂလာပါခင်ဗျာကျွန်တော်တို့မြန်မာလူမျိုးတွေဟာရှေးအစဉ်ဆက်ကတည်းကနမိတ်အတိတ်တပေါင်းဗျာဒိတ်ဆိုတဲ့အယူဆတွေကိုအလေးထားခဲ့ကြပါတယ်တခါတလေမှာကျွန်တော်တို့စီကိုကံကောင်းခြင်းတွေငွေကြေးလက်လာပါတွေဝင်လာတော့မယ်ဆိုရင်တဘာဝတရားကြီးကကြိုတင်ပြီးတော့သတင်းစကားပါလိရှိပါတယ်ဒီနေ့မှာတော့ငါကံပွင့်တော့မယ်လို့အသေးချာယုံကြည်လို့ရတဲ့မြမယူရနမိတ်ကောင်း9မျိုးအကြောင်းကိုကျွန်တော်အသေးစိတ်တင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မိမိတို့စီမှာရောဒီလိုအချက်တွေကြုံနေရပြီလားဆိုတာတိုက်စစ်ကြည့်ရအောင်ဗျာနံပါတ်1ဈေးကွက်ဒါမှမဟုတ်သိငယ်အိမ်ရှိလာရောက်អော်မြည်ခြင်းပထမဆုံးအချက်ကတော့လူတီအများဆုံးဖြစ်တဲ့ဈေးကွက်နမိတ်ပါပဲရှေးလူကြီးတွေကဈေးကွက်ကိုတထေးငဲလို့ခေါ်ကြပါတယ်ဈေးကွက်ဟာညအခါမှာမြင်နိုင်စွမ်းရှိပြီးအလွန်နားပါတဲ့တတော်ပါအကယ်၍သင်အိမ်ရဲ့အမိုးပေါ်မှာဖြစ်ဖြစ်အိမ်ရှိကသင်ပင်ပေါ်မှာဖြစ်ဖြစ်ဈေးကွက်တကောင်လာရောက်နားကိုပြီးตาရတဲ့အတန်နဲ့អော်မြည်နေပြီဆိုရင်ဒါဟာအိမ်သားတွေအတွက်စီးပွားတက်တော့မဲ့လက္ခဏာပါအထူးသဖြင့်အိမ်တော်ဦးစီးအတွက်ယာရုတက်ခြင်းလုပ်ငန်းချဲ့ထွင်နိုင်ခြင်းမမျှော်လင့်ပဲငွေအစုလိုက်အပြုံလိုက်ဝင်လာတတ်တဲ့နမိတ်မျိုးလို့ယူဆကြပါတယ်။ဒါကြောင့်ဈေးကွက်အော်ရင်မောင်းမထုတ်ပါနဲ့လမ်းနမိတ်ကိုဝမ်းမြောက်ဝမ်းသာကြိုဆိုလိုက်ပါဗျာ။ဈေးကွက်နမိတ်အကြောင်းပြောရရင်ကျွန်တော်မိတ်ဆွေတယောက်ရဲ့ကိုယ်တွေ့ဖြစ်ရလေးတစ်ခုရှိပါတယ်။သူဟာစီးပွားရေးအဆင်မပြေလို့စိတ်ညစ်နေတဲ့အချိန်မှာတညတော့သူ့အိမ်ခေါင်မိုးပေါ်ကိုဈေးကွက်တကောင်လာနာပြီးตาရတဲ့အတန်နဲ့အကြာကြီးအော်နေခဲ့ပါတယ်။အိမ်ကြီးချင်းတချို့ကဈေးကွက်ကငှက်ဆိုးမောင်းထုတ်လိုက်လို့ပြောကြပေမဲ့သူကတော့မြမရိုးရာအယူဆကိုယုံကြည်ပြီးတော့အေးအေးဆေးဆေးပဲလှုပ်ထားခဲ့ပါတယ်။ထူးခြားတာကအဲ့လိုဈေးကွက်អော်ပြီး3ရက်မြောက်နေမှာပဲသူမျော်လင့်မထားတဲ့အကျွေးဟောင်းတွေပြန်ရသလိုလုပ်ငန်းအသစ်တစ်ခုအတွက်လည်းကန်ထွက်စာချုပ်ကြီးတစ်ခုကိုချုပ်ဆိုခွင့်ရခဲ့ပါတယ်ဗျာ။ဒါကြောင့်ဈေးကွက်ဆိုတာလမ်းနမိတ်ကိုတည်ဆောင်လာတဲ့တထေးငဲဆိုတာအသေးချာပါပဲ။နံပါတ်2ပြည့်စိတ်ညီတွေအစာချီပြီးတော့တန်းစီဝင်လာခြင်းဒုတိယချက်ကတော့သေးငယ်ပေမဲ့အလွန်ထူးခြားတဲ့ပြည့်စိတ်နမိတ်ပါပြည့်စိတ်ညီလေးတွေဟာအိမ်ထဲကိုအစုလိုက်အပြုံလိုက်တန်းစီပြီးအစာတွေချီပြီးဝင်လာတာမျိုးကြုံမှုကြမှာပါမြမယူဆမှာပြည့်စိတ်ဟာစူဆောင်းခြင်းကိုစားပြုပါတယ်အိမ်ထဲကိုအစာချီဝင်လာတယ်ဆိုတာတင်းအိမ်ရဲ့ဘန်နာတိုက်ထဲကိုလက်လာပါတွေစီးဝင်တော့မယ်လို့အဓိပ္ပာယ်ရပါတယ်ရှေးလူကြီးတွေပြောမှုတာကတော့အိမ်တိမ်မှာပြည့်စိတ်ညီတွေဟာအိမ်ပြင်ဘက်ကနေအိမ်ထဲကိုဥတီပြီးတော့အစာတွေတန်းစီတဲလာပြီးဆိုရင်အဲ့ဒီအိမ်မှာစားတောက်ဖွယ်ရာတွေပေါ်များတော့မယ်နမိတ်ပါပဲဥပမာပြောရရင်ရှေးကကုန်တယ်ကြီးတူဟာသူ့အိမ်ထဲကိုအပြည့်စိတ်တွေအစာချီဝင်လာတာမြင်မိတာနဲ့တပတ်အတွင်းမှာပဲဆန်စပါးအယောင်းဝယ်တွေအကြီးအကျယ်ဖြိုးထုံးခဲ့ဘူးတယ်လို့မှတ်သားခဲ့ရပါတယ်ပြည့်စိတ်ဆိုတာအလွန်ဝရိယရှိတဲ့တရားမို့လို့သူတို့ဝင်လာတာနဲ့တင့်စီကိုဝရိယလက်လာပါတွေရောက်လာတော့မယ်လို့ဆိုလိုတာပါဗျာဒါပေမဲ့သတိထားရမှာကပြည့်စိတ်တွေအိမ်မြင်ကိုအစာချီထွက်သွားတာမျိုးဆိုရင်တော့အသုံးစိတ်များမဲ့နမိတ်မှုဒါကိုခွဲခြားသိမြင်မှုလိုပါလိမ့်မယ်နံပါတ်3မိမိအိမ်မှာပြရာလာရောက်အိမ်ဖွဲ့ခြင်းတတိယချက်ကတော့ပြားဆွဲတဲ့နမိတ်ပါပြားဆိုတာအမတန်တန်ရှင်းပြီးအေးချမ်းတဲ့နေရာမျိုးမှာပဲအိမ်ဖွဲ့တတ်ပါတယ်အိမ်တိမ်မှာပြားလာဆွဲပြီးဆိုရင်အဲ့ဒီအိမ်မှာရှိတဲ့အညံအဆိုးတွေကုံဆုံးပြီးအေးချမ်းသာရတော့မယ်စီးပွားရေးမှာလည်းအောင်မြင်မှုအသီးအပွင့်ခံစားရတော့မယ်ဆိုတာအသေးချာပါပဲကျွန်တော်တို့မြန်မာရာဇဝင်မှာတောင်နန်းတော်ထဲမှာပြားဆွဲရင်တိုင်းပြည်အေးချမ်းမယ်မင်းကောင်းမင်းမြတ်စိုးစံမယ်လို့အတိတ်ယူကြပါတယ်လက်တွေ့မှာလည်းအိမ်တိမ်မှာပြားလာဆွဲပြီးဆိုရင်အိမ်တော်ဦးစီးကအစားအိမ်သားတွေအားလုံးစိတ်ကြည်လင်ပြီးငွေကြီးကံတွေအရန်တက်လာတတ်ပါတယ်ကျွန်တော်သိတဲ့အကိုကြီးတယောက်ဆိုရင်သူ့အိမ်မှာပြားအောင်ကြီးလာဆွဲပြီးမကြခင်မှာပဲထီဆူကြီးပောက်ခဲ့ဘူးပါတယ်ဒါပေမဲ့တတိထားရမှာကအဲ့ဒီပြားအောင်ကိုဖျက်ဆီးတာမျိုးပြားတွေကိုရန်ပြုတာမျိုးလုံးဝမလုပ်ရပါဘူးသူတို့ဘာသာသူတို့အေးအေးဆေးဆေးဆွဲခွင့်ပေးထားမှသာလက်လာပါကမြဲမှာဖြစ်ပါတယ်ခင်ဗျာနံပါတ်4ညာဘက်လက်ဘွားရားရန်ခြင်းဒီအချက်ကတော့လူငယ်တွေရောလူကြီးတွေပါလက်ခံထားကြတဲ့အချက်ပါလက်ဘွားရတာဟာသူ့လက်ပံမှုကြောင့်ဖြစ်နိုင်တယ်လို့နမိတ်အနေနဲ့ကြည့်ရင်တော့အမတန်ထူးခြားပါတယ်ညာဘက်လက်ဘွားရပြီဆိုရင်ငွေဝင်တော့မယ်လို့အတိတ်ယူကြပါတယ်အထူးသဖြင့်အဲ့ဒီလိုရားနေတဲ့အချိန်မှာမိမိရဲ့အိတ်ကပ်ကိုဖြစ်ဖြစ်ပတ်ဆိုင်ကိုဖြစ်ဖြစ်ပြန်နှိုက်ပေးထားရင်ငွေလက်လာပါဆွဲမြဲတတ်တယ်လို့ရှေးလူကြီးတွေကပြောလို့ရှိပါတယ်ဒီတော့ညာဘက်လက်ဘွားရလာပြီဆိုရင်အလိုလိုနေရင်ပြုံးပျော်နေလို့ရပါပြီခင်ဗျာဖြစ်ရတစ်ခုမှဆိုရင်အမျိုးသမီးတယောက်ဟာဈေးသွားကနီးမှာညာဘက်လက်ဘွားကအရန်ရားနေလို့ငွေဝင်တော့မှာပဲဆိုပြီးထီတဆောင်ဝယ်လိုက်ပါတယ်အဲ့ဒီလမှာပဲသူဟာသိန်းရာချီတဲ့ထီစုကြီးကိုကန်ထူးသွားခဲ့ပါတယ်ဒါဟာတိုက်ဆိုင်မှုလို့ထင်ရပေမဲ့မြမယူဆမှာတော့ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုဟာကန်ဆာတာနဲ့ဆက်ဆက်နေတယ်လို့ယုံကြည်ကြတာပါဒီတော့ညာဘက်လက်ဘွားရားလာရင်တော့ပတ်ဆိုင်ကိုအစင်းနဲ့ပြင်ထားလိုက်ပါတော့ဗျာနံပါတ်5အိမ်မဖျားပန်းများပုံမှန်ထက်ကြာရှည်စွာလန်းဆန်းနေခြင်း၅ခုမြောက်ချက်ကတော့အိမ်တွင်းကဖျားเจ้าကနမိတ်ပါ
ပုံမှန်ဆိုရင်ဖျားပန်းတွေဟာ2ရက်3ရက်ဆိုညှိုးနှမ်းသွားတတ်တာဓမ္မတာပါအိမ်တိမ်မှာဖျားပန်းတွေဟာ10ရက်ကျော်တဲ့အထိမညှိုးနှမ်းမဲ့လန်းဆန်းနေမယ်ဆိုရင်အဲ့ဒီအိမ်ရဲ့ကန်စာတာအထွတ်အထိပ်ကိုရောက်နေပါပြီရှေးကတရေကြီးတွေဟာဖျားပန်းလန်းဆန်းနေတဲ့အချိန်မျိုးမှာအရေးကြီးတဲ့စီးပွားရေးချုပ်ဆိုမှုတွေကိုလုပ်လို့ရှိပါတယ်အဲ့ဒီလိုအချိန်မှာလုံးသမျှကင်သမျှဟာထင်းငေါမှုမရှိဘဲအောင်မြင်မှုတွေဇက်တိုက်ရရှိတတ်တာမို့တင်းအိမ်ကဖျားပန်းတွေကိုလည်းနေ့စဉ်ဂရုတစိုက်ကြည့်ရှုစစ်ဆေးပါအောင်ခင်ဗျာအခါတလေမှာဖျားပန်းတွေကတပတ်လောက်ရှိတဲ့အထိမညှိုးနှမ်းမဲ့အသေးတိုင်းလန်းဆန်းနေတာမျိုးကိုကြုံရတတ်ပါတယ်ဒါဟာအိမ်မှာရှိတဲ့စောင်းလျှောက်သူနမ်းမြတ်နှက်ကောင်းတွေကြည်လည်နေတဲ့လက္ခဏာဖြစ်တယ်လို့အိမ်သားတွေရဲ့ကန်စာတာအမြင့်ဆုံးကိုရောက်နေတယ်လို့ဆိုလိုတာပါဒီလိုအချိန်မှာထီထိုးတာမျိုးလုပ်ငန်းတွေစတင်တာမျိုးလုပ်ရင်အောင်မြင်မှုရာခိုင်နှုန်းအလွန်များပါတယ်နံပါတ်6အိမ်ကိုခွေးစိမ်းဒါမှမဟုတ်တိရစ္ဆာန်တွေအလိုအလျောက်ရောက်ရှိလာခြင်း6ခုမြောက်အချက်ကတော့ခွေးစိမ်းနမိတ်ပါမိမိမွေးထားတာမဟုတ်ပဲအပြင်ကခွေးတစ်ကောင်ကတင့်အိမ်ကိုအလိုလျောက်ရောက်လာပြီးခိုးလုံတာဒါမှမဟုတ်ပဲအိမ်ရှိမှလာအိတ်ထားမျိုးကအလွန်ကောင်းတဲ့နမိတ်ပါခွေးလာလက်ရွှင်နေဆိုတဲ့စကားအတိုင်းပါပဲတိရစ္ဆာန်တွေဟာအေးချမ်းတဲ့ရေမြေကိုသိရှိနားလည်ကြပါတယ်အိမ်ကိုခွေးလာတာဟာဘေးရန်တွေကင်းဝေးစေပြီးလက်လာပါတွေကိုတည်ဆောင်လာတာဖြစ်လို့အစာကျွေးပြီးကောင်းကောင်းမွန်မွန်အခန့်ပေးထားသင့်ပါတယ်ခင်ဗျာနံပါတ်9အဝေးစားပြောင်းပြန်ဝင့်မိခြင်းနောက်ဆုံးအချက်ကတော့ရဲစရာကောင်းပေမဲ့ထူးခြားတဲ့အချက်ပါမနက်ခင်းအိပ်ရထားလို့ဖြစ်ဖြစ်အလင်းသလိုအပြင်သွားကနီးမှာပဲဖြစ်ဖြစ်အဝေးစားကိုမတိလိုက်ပဲပြောင်းပြန်ဝင့်မိတာမျိုးဖြစ်ဖူးပါသလားအဲ့ဒီလိုဝင့်မိသွားတာကိုသတိထားမိတဲ့ကစိတ်မညစ်ပါနဲ့ဒါဟာမမျှော်လင့်ထားတဲ့သတင်းကောင်းတစ်ခုရတော့မယ်ဒါမှမဟုတ်မထင်မှန်ထားတဲ့နေရာကနေငွေဝင်လာတော့မယ်ရှေးပြင်းနမိတ်လို့ယူဆကြပါတယ်ကံကောင်းခြင်းတွေတင့်စီကိုစိုက်စိုက်မြတ်မြတ်ရောက်လာတော့မယ်ဆိုတဲ့သဘောပါပဲကဲအခုပြောပြသွားတဲ့နမိတ်9မျိုးတွေကဘယ်နှချက်လောက်ကြုံမှုကြတယ်လဲခင်ဗျာဒီနမိတ်တွေဟာကျွန်တော်တို့ရဲ့စိတ်ကိုကြည်လင်စေသလိုကံကောင်းခြင်းတွေရောက်လာဖို့အလန်းစာတွေလည်းဖြစ်ပါတယ်ဒါပေမဲ့အရေးကြီးဆုံးကတော့နမိတ်ကောင်းတာနဲ့မျှမိမိဘက်ကလည်းစူးစမ်းအားထုတ်မှုရှိဖို့ပါပဲအားလုံးပဲကံပွင့်လက်ပွင့်ပြီးစီးပွားရေးတွေဒီလာတိုးတက်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအမြဲကြည့်ရှုနိုင်မှုကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်